အားလုံးပဲမင်္ဂလာပါ Knockout Punch ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့မြန်မာပရိသတ်တွေအတွက်တကယ်ကိုပျော်နေကြမယ့်နေ့တစ်နေ့ဖြစ်မယ်လို့ထင်တယ် Declare the winner by TKO and no ပရိသတ်တွေအားလုံးသိထားတဲ့အတိုင်းပဲ Joshua Van ကတော့ပထမကြီး10မိနစ်မပြည့်ခင်မှာပဲ TKO နဲ့ UFC Flyweight တန်းမှာချန်ပီယံအသစ်ဖြစ်လာခဲ့ပါပြီတကယ်ကိုမထင်ထားတဲ့ပုံစံမျိုးနဲ့အနိုင်ရရှိခဲ့တာဖြစ်ပြီးအများကြီးသုံးသက်စရာမလိုလောက်အောင်မြန်ဆန်တဲ့နိုင်ပွဲမျိုးဖြစ်ပါတယ်ပန်ဒိုဂျာရဲ့ hack kick ကိုဘလော့လုပ်ရင်းနဲ့ပဲပန်ဒိုဂျာတယောက်အကြမှာလက်အစစ်ပြုတ်ထွက်ပြီး TKO နဲ့ပဲအရှုံးပေးခဲ့ရပါတယ်ပန်ဒိုဂျာအတွက်ကတော့တကယ်ကိုစိတ်မကောင်းစရာပါပဲဗန်နီနဲ့ကတော့ UFC ရဲ့တမိုင်းကြောင်းတစ်လျှောက်ဒုတိယမြောက်အသက်ငယ်ဆုံးချန်ပီယံဖြစ်သလို2000ခုနှစ်နောက်ပိုင်းမွေးတဲ့ UFC ရဲ့ပထမအဆုံးကမ္ဘာချန်ပီယံလည်းဖြစ်ပါတယ်ပွဲပြီးမှာတော့ဗန်တယောက်ပြိုင်ဘက်အတွက်စိတ်မကောင်းဖြစ်တဲ့ reaction မျိုးတွေတွေ့ခဲ့ရပြီးတော့ရောက်နှစ်သိအားပေးခဲ့တာတွေလည်းတွေ့ရတယ်။နောက်တစ်ခုဒီနေရာမှာပြောချင်တာကမြန်မာကိုကဘာကတီးသွားခဲ့ပြီလို့ဆိုသွားပါတယ်။ The Fearless ဆိုတဲ့အတိုင်းဘယ်ကောင်နဲ့တဲပေးပေးထိုးသွားမယ်လို့လည်းဆိုခဲ့ပြီးတော့ကမ္ဘာချန်ပီယံအသစ်လေးအတွက်နောက်ထပ်စိန်ခေါ်သူတွေအနေနဲ့လည်းအနောက်မှာအသင့်ရှိနေပြီလို့ထင်ပါတယ်။ဆိုတော့ဒီနေ့ပြပပေးခဲ့တဲ့အကြောင်းအရာလေးကတော့ဒီလောက်ပါပဲ။ကြည့်ရှုပေးခဲ့တဲ့သူတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်။